လုံးဝတည်ကောင်းရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီခါတို့ဒီနေတဲ့မြို့မှာကျတော့ခောက်ဆွဲကြုံခောက်ဆွဲအပြားအကြီးကြီးတွေပဲစားတာအဲ့ဒါကိုခါမကြိုက်ဘူးဒါပေမဲ့အခုဒီမှာကဘာလဲယူနန်ဖက်ကဒီမိရှိခောက်ဆွဲအတစ်ဖွင့်ထားတာလေအဲ့ဒါအမိအရာသွားစားမှာဖြစ်ပါတယ်သူတို့ရဲ့ဒီရဲ့ဘယ်လိုလဲအရာတာယူနန်အရာတာဖက်သွားမလားဘယ်လိုအရာတာဖက်သွားမလဲဆိုတာလိုက်ကြည့်ကြရအောင်အကျိုးသူတို့ရဲ့အပြင်အစင်ကလုံးဝတော့ပုံစံလေးချက်ခါလေးနဲ့ပဲလုပ်ထားတာ老板这个米线跟肉末来聊就今年就这样。100，哦，可以。这个也要加哦两份都加上。对好的。给扣水啊龙碗鸭鱼喏白类鸭鱼把多发来的等一下你再自己放啊ဒီမှာကြည့်ပြီးလို့ရှိရင်နန်းနေလဲပါတယ်လုံးဝပုံစံကိုကြည့်လိုက်ငါတို့လုံးဝမလုပ်လိုက်ဒီခါတို့ယူနန်ဖက်ရောက်သွားပြီမျိုးပဲကဲရှင်တို့တွေရောခောက်ဆွဲစားတယ်ဆိုလို့ရှိရင်ဘလို့အစားပလာကြီးထည့်တာကြိုက်တယ်ဒီခါဘလို့ထည့်လဲဆိုတော့တစ်ချက်ကြည့်ထားလိုက်နော်တံပြာတိပြီးလာနည်းနည်းကစီကုတ်ဘလို့ပဲဒီဆိုင်ရောတက်တွန်ကြော်ဒီခါတို့နေတဲ့ရှန်ရှိဖက်မှာဆိုလို့ရှိရင်ဒီလိုမျိုးတက်တွန်ကြော်ဆိုတာအခုဒီဟာပထမတစ်ဆိုင်ပဲရှိတယ်ဟုတ်အေးဒါတော့ဒီခါရဲ့အကြိုက်အဆုံးမပါမနေရ这跟我没马路不了嘞，猪面包不猪面包，啥了某年前，某年酸菜。对，某年前连年开，来吧，有点来呗，开来的，我就送他了，还有莲蓉，薄荷一个。大家就是云南他妈妈啥么年呀不喏，不是南药吧的，那个豆子不爱吃。OK， 好吧，行。要得有人不来了，这醋。对，酱油。OK。ကဲပကံကိုပဲကြည့်လိုက်တော့ဝီခါမစောင့်နိုင်တော့ဘူးစုမြင်မြန်တောင်းမယ်အာမင်哇，啥他妈累了嘛？我说，你看，就都也说，都说不来，云南拍卡不来，山的咱一挂了，米线烤出来。哦，怎么写的？哦，ပုံစံကြည့်တာနဲ့တင်လို့ဘယ်နဲ့ရန်စားလို့ကောင်းတဲ့ပုံစံနဲ့ကဲစကားများမပြောတော့ဘူးစားတော့ပါရှင်တကယ်ချင်းစားပါရှင်感觉你已经流口水了。ဘာလို့ကောင်းလဲမလေးအခုမှပဲဝေခါစိတ်ချမ်းသာတော့တယ်မဟုတ်ဘူးလို့ရှိရင်စိတ်ချမ်းသာတော့တယ်ဝေခါတို့မြို့မှာဘယ်နဲ့သူတို့ရဲ့ဂျုံခောက်ဆွဲတွေပဲအရင်များတာအခုကတော့ဝေခါရဲ့အကြိုက်ဆိုင်တွေ့သွားပြီပေါ့နော်မေဝဲတကယ်ကြရပါပါပဲတဲ့အဲ့ကောင်ဒီဆိုင်တော့လုံးဝအမပြည့်ပေးလိုက်ပြီဒီမှာကျုံလုံးဝတပကံကိုဝီခါအပြောင်ကိုစားလိုက်ပြီဒီဆိုင်ကကျတော့ဝီခါအတွက်ကကျတော့နေ့တိုင်းလာစားပေမဲ့မအီမဲ့အရသာလုံးဝအရင်စားလို့ကောင်းတယ်တကယ်ချင်းလို့ဆိုရင်တော့အရင်ကြိုက်တဲ့အစားအစာကိုနေ့တိုင်းစားဖြစ်မလားရှင်ကဲဗီဒီယိုလေးကတော့တော့ပါပဲနောက်ဗီဒီယိုလေးမှာပြန်ထပ်တွေ့ပါမယ်